အန်နာကသူမရဲ့တောက်ဖိနတ်တွေကိုချွတ်လိုက်တဲ့အချိန်မှာသူမရဲ့ခြေထောက်တွေကတစ်သားတုတ်ချောင်းတွေအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့မျက်စိတိမ်တော့ပါပြန်ထွက်လာတာလို့ပဲသူမကထင်နေခဲ့တာပါ။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတော့သူမရဲ့ရင်ဘတ်ထဲမှာအပေါက်ကြီးတစ်ပေါက်ဖြစ်နေလာကိုတွေ့လိုက်ရလို့လန့်ဖြတ်သွားခဲ့ပါတယ်။အန်နာကစီးရုံကိုအပြေးအလွှားသွားခဲ့ပေမဲ့တိတ်မဝေခင်မှာပဲသူမကလုံးဝကိုအားအိမ်ကုန်ခံသွားခဲ့ပါတယ်။အဘွားအိုတယောက်ကတခုခုမားနေတာကိုတတိထားမိပြီးအကူကြီးလိုလားလို့မေးဖို့လုပ်ပေမဲ့အန်နာရဲ့ရင်ဘတ်ကဟာလာဟင်းလင်းဖြစ်နေတဲ့အပေါက်ကြီးကိုမြင်ပြီးကြောက်လန့်တကြားနဲ့တောင်ခဲသွားခဲ့ရပါတယ်။တခြားရွေးချယ်စရာမရှိတော့တာမို့အန်နာကပဲရှေ့ကိုဆက်လျှောက်နေခဲ့ပါတယ်။ဒါပေမဲ့မကြခင်မှာပဲသူမရဲ့နောက်ထပ်ခြေထောက်တစ်ဖက်ကလည်းစာတင်ပြောင်းလဲလာခဲ့ပြန်ပါတယ်။သူမရဲ့ဘောင်းဘီကထောက်ကန်ပေးမဲ့အရာမရှိတော့တာကြောင့်မြေပြင်ပေါ်ကိုလျောကျသွားပြီးတစ်သားတုတ်ချောင်းမဲ့နှချောင်းကိုပဲမြင်တွေ့လိုက်ရတော့ပါတယ်။အခုဆိုရင်အန်နာရဲ့ခန္ဓာကိုယ်ကတကိတ်ကိုထူးထူးဆန်းဆန်းဖြစ်နေပါပြီ။သူမရဲ့လက်တွေနဲ့ခေါင်းကလွဲလို့ကျန်တာအားလုံးကမာကျောတဲ့တစ်သားတွေအဖြစ်ပြောင်းလဲသွားခဲ့တာပါ။မကြခင်မှာပဲသူမရဲ့ခန္ဓာကိုယ်ကဘာမှထိန်းနိုင်တော့ပဲလမ်းဘေးမှာပြိုလဲကျသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူမရဲ့တကူလုံးကကလာထိုင်တလုံးအဖြစ်လုံးဝပြောင်းလဲသွားခဲ့ပါတော့ပါတယ်။မောင်ရီပြိုးဆဲအချင်းအထိလမ်းသွားတွေကသူမကိုလုံးဝသတိမထားမိကြပါဘူး။လမ်းရှောင်လာတဲ့အိုးမဲ့အိမ်မဲ့လူတစ်ယောက်ကအဲ့ဒီကလာထိုင်ကိုတွေ့သွားပြီးအိမ်ကိုယူသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့သူကကလာထိုင်ကိုမပြီးပြန်ထွက်တာမှာပဲအန်နာကရုတ်တရက်လူအသွင်ပြန်ပြောင်းသွားခဲ့ပါတယ်။အဝိအစားဝတ်ဖို့အချိန်မရှိတော့တာကြောင့်သူမကအသင်းယုံထွက်ပြီးမြန်ဆန်ပဲထွက်ပြေးခဲ့ပါတယ်။သူမကဘတ်စကားမတိုင်တစ်ခုမှအသေးအတန်ပုံအောင်နေခဲ့ပါတယ်။လမ်းသွားတွေသူမဘက်ကိုကြည့်လိုက်တိုင်းအန်နာကကလာထိုင်အထိပြန်ပြောင်းနေခဲ့ပါတယ်။ညနေလို့နောက်ဆုံးဘတ်စကားထွက်သွားတဲ့အချိန်ကြာမှပဲလူအသွင်ပြန်ပြောင်းထားတဲ့အန်နာကအိမ်ပြန်ဖို့ရဲဝင်ထွက်လာခဲ့ပါတယ်။အခုတခါမှတော့သူမကတစ်စက္ကန့်လေးတောင်အချိန်မဖြုံတော့ပါဘူး။ဒါပေမဲ့တိတ်မပြေးရသေးခင်မှာပဲမျက်နှာချင်းဆိုင်ကနေအမျိုးသားနှစ်ယောက်ရှောင်လာခဲ့ပါတယ်။ရွေးချယ်စရာမရှိတော့တဲ့အတွက်အန်နာကပုံနေလိုက်ရပါတယ်။အဲ့ဒီအမျိုးသားနှစ်ယောက်ထွက်သွားတော့မှသူမကအပြင်ကိုထွက်လာရဲခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲနောက်ထပ်အမျိုးသားတစ်ယောက်ကသူမစီကိုရှောင်လာပြန်ပါတယ်။အန်နာကဘာမှစဉ်းစားဖို့အချိန်မရတော့ပဲချက်ချင်းဆိုသလိုကိုလာထိုင်အဖြစ်ပြန်ပြောင်းလိုက်ပါတယ်။ဒီအမျိုးသားကအသစ်ဆက်ကိုလာထိုင်ကိုကြည့်ပြီးအယမ်းကိုဝမ်းသာသွားကချက်ချင်းပဲအိမ်ကိုယူသွားခဲ့ပါတော့ပါတယ်။သူကဒီကိုလာထိုင်ကိုအယမ်းတန်ဖိုးထားပြီးရေချိုးပေးုံတင်မကပဲတပတ်နဲ့ပါဒီချာသူ့ပေးခဲ့ပါတယ်။ဒီအမျိုးသားရဲ့နူးညံ့တဲ့ဆက်ဆံမှုကိုခန်းစားလိုက်ရတဲ့အတွက်အန်နာကသူ့အနားမှာပဲထောင်ရနေထိုင်သွားဖို့ဆုံးဖြတ်လိုက်ပါတော့ပါတယ်။